ARI ဆိုတာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့နှလုံးသေးကြီးဖြစ်တယ်။ ARI ဟာကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်။ ARI ရဲ့ရင်ခွင်မှာကျွန်တော်တို့အားလုံးရင်ငွေ့လုံခဲ့ဘူးတယ်။သမိုင်းဆက်ဆက်မျိုးဆက်ကိုထမ်းပိုးရင်းတာဝန်ကြေခဲ့တာ ARI ပါ။ဒူးထောက်ပြီးအညံ့မခံခဲ့တာ ARI ပါ။ကချင်တောင်တန်းတွေစီကနေမြစ်ဖျားခံစီးဆင်းလာပြီးပင်လယ်ထဲစီးဝင်ဖို့လက်ပြမနှုတ်ဆက်ခင်အထိ ARI ကိုကျွန်တော်တို့စောင့်ရှောက်ကြရမယ်ချစ်တော် ARI မြတ်တော် ARI ငါတို့ရဲ့မြင့်မင်း ARI အားလုံးပဲမင်္ဂလာပါတို့ပြန်လာပြီး ARI ကမ်ပိန်းကနေပြီးတော့ကျွန်တော်ကြိုဆိုလိုက်ပါတယ်ဗျာတို့ပြန်လာပြီး ARI ဆိုတဲ့အတိုင်းပဲစစ်တောင်းမြဝန်းကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ ARI ကိုပြန်ချမဲ့ရဲဘော်တွေဒီစစ်တောင်းမြစ်ကိုကြော်ပြီးတော့ရိုမကိုဖြတ်ပြီးတော့ ARI ပြန်ဖို့အဆင်သင့်ဖြစ်နေကြပါပြီအဲ့တော့တို့ပြန်လာပြီး ARI ကမ်ပိန်းကဆိုလို့ရှိရင်တကယ်စစ်စင်ရေးရတကယ်ဟိုယူဟာကြတယ်အရေးကြီးတဲ့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်ဒီကမ်ပိန်းက ARI တိုင်းထဲမှာရှိတဲ့ဗျူဟာတွေတက်ရင်တွေစသည်ဖြင့်ပေါ့နော်ဒါအာနာရှင်ပြုတ်ကြဖို့အတွက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေရဲ့စစ်ရေးထောက်ပို့ကျမ်းမာရေးစသည်ဖြင့်ပေါ့လိုအပ်ချက်တွေအားလုံးကိုဒီကမ်ပိန်းကရတဲ့တော်လှန်ငွေတွေနဲ့ဒါပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်ဘလို့ပါဝင်ကူညီရမလဲဆိုရင်တော့ဟိုရင်တော့ကျွန်တော်တို့ရိုးမခေါ်တန်းတို့တခြားကမ်ပိန်းတွေလုပ်ခဲ့သလိုပဲအားပါလဲဆိုတော့ဘယ်ရွေးဘယ်မျှဆိုတာမျိုးလက်မှတ်တစ်စောင်ဘယ်လောက်ဆိုတာမျိုးသတ်မှတ်ထားတာမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီကမ်ပိန်းမှာ$ပဲဖြစ်ဖြစ်$10ပဲဖြစ်$1000ပဲဖြစ်ဖြစ်ဗမာကျပ်ငွေ1000ပဲဖြစ်သိန်းပဲဖြစ်ဖြစ်ဘတ်100ဖြစ်ဖြစ်ဘတ်1000ဖြစ်ဖြစ်စသဖြင့်ဘလို့ currency မျိုးနဲ့မဆိုကမ္ဘာရရမှာရှိနေကြတဲ့အဖာတွေရှိကနေတစ်ဆင့်ဒါပါဝင်လို့ရတယ်ကူညီလို့ရတယ်နောက်တစ်ခုကဒီကမ်ပိန်းရဲ့ target ရည်မှန်းချက်ကတော့$9000ရည်မှန်းထားပါတယ်တကယ်တော့$9000ဆိုတာကကျွန်တော်တို့ရှေ့မှာလုပ်ခဲ့တဲ့ကမ်ပိန်းတွေအရဆိုလို့ရှိရင်ဒါ